အမျိုးသားတစ်ယောက်ဟာသူ့ရဲ့ဇနီးဟောင်းချင်းတွေးဖို့ပြင်ဆင်နေတာကိုဘာမှမတတ်နိုင်ပဲကြည့်နေရင်ရင်ထဲမှာတဆစ်စစ်နဲ့နာကျင်နေရပါတယ်။သူဟာမနေနိုင်မထိုင်နိုင်ပဲဆက်နောက်ပြီးနှုတ်ဆက်ဖို့ကြံစီပါတော့တယ်။အာနာကမိတ်ကလင်းရင်နှုတ်ခမ်းလေးစူးလိုက်တဲ့အခါသူကလည်းလိုက်ဆူပြပါတယ်။ဘာလီဖောင်းလိုက်တဲ့အခါသူကလည်းလိုက်ဖောင်းပြပါတယ်။မိတ်ကရေတွေတိုးပတ်နေတဲ့အခါမှာလည်းသူဟာအာနာရဲ့လှုပ်ရှားမှုတိုင်းကိုအံ့တော်စရာကောင်းလောက်အောင်အကွက်ကြကြလိုက်လုပ်နေပါတယ်။မျက်တောင်ကော့နေတဲ့အချိန်မှာတော့သူကလိုက်ပြီးမျက်လုံးလှမ်းပြနေပါသေးတယ်။ကြည့်ရတာတကယ့်ကိုရေစရာကောင်းကြီးခလိဆန်နေတာပါ။ဒါပေမဲ့ဒီလောက်နှုတ်ဆက်ရုံနဲ့သူအားမရသေးပါဘူး။ဒီတိုက်အရှုံးပေးဖို့လည်းစိတ်မကူထားပါဘူး။ဒါနဲ့သူကအာနာကိုလှမ်းခေါ်လိုက်ပါတယ်။ခဏလောက်လာပါဦး။ဘာဖြစ်လို့လဲ။မင်းကိုပြောစရာရှိလို့မိတ်ကအစ်စ်ဆက်နဲ့အာနာဟာတကယ့်ကိုတောက်ပတ်လို့နေပါတယ်။ချက်တယောက်ခဏတာကြောင်အားသွားရပါတယ်။အာနာကသူ့ရှိမှတမင်တကာ post ပေးပြလိုက်မှာပဲသူတတိပြန်ဝင်လာပါတော့တယ်။သူဟာအထစ်ထစ်အငေါငေါနဲ့အာနာကိုကွန်ပျူတာရှေ့ဆွဲခေါ်သွားပါတယ်။ခိုင်လုံတဲ့အကြောင်းပြရှာမရတဲ့အဆုံး screen ကိုလှမ်းညှို့ထိုးပြီးငါအချိန်ပေါင်းများဆော့ချီပြီးပြီ။ဒါပေမဲ့နားကိုမလဲဘူး။ခဏခဏတေးနေလာပဲ။ဘာလို့လဲဆိုတာရှင်းပြပေးပါအောင်လို့အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်။ရှင်ကအကြာကြီးရှင်ထန်ကျင်တာလား။ဒါဆိုတယောက်တည်းမဆော့နေလေ။အတူတူသွားရမှာပေါ့။အာနာကိုချင်းတွေးဖို့မသွားစေချင်တဲ့ကြက်ဟာနှုတ်ထပ်အကြောင်းပြချက်တစ်ခုရှာပြန်ပါတယ်။တကားမှာအနှုတ်ရက်မပေးရဆိုရင်စိုင်းဖို့သွားချိတ်ပေးဖို့ခိုင်းလိုက်ပါတယ်။အာနာကတော့သူ့ကိုမျက်စောင်းကြီးခဲပြီးပြန်ကြည့်လိုက်ပါတယ်။သူကနီးပြရပြောင်းပြီးအလန်အကြောင်းကိုဝေဖန်ပါတော့တယ်။ယောက်ျားတွေဆိုတာမင်းထင်တယ်လို့မယိုရှင်းဘူး။ငါလည်းယောက်ျားပဲ။သူဘာတွေတွေးနေမလဲဆိုတာငါမသိပဲနေမလား။မမျော်လင့်ပဲအာနာကစိတ်မဆိုးတဲ့အပြင်ပြုံးပြီးတော့ရှင်သွင်တိုးနေတာလားလို့မေးလိုက်ပါတယ်။လူမိသွားတဲ့ကြက်ဟာစကားလမ်းကြောင်းကိုချက်ချင်းပြောင်းလိုက်ပါတယ်။ဒီထိုင်ကုန်ကြီးကိုပချလဲလှဲမနေတော့ခေါင်းမမူလားမမူပါဘူး။အာနာကထိုင်ကုန်ကိုသူ့ဘေးနားကတ်လိုက်ပြီးရှင်အခုကျမကိုတကယ်ကြီးသဘောကျနေတာလားလို့အတီးပေါက်မေးလိုက်ပါတယ်။ကြက်ပြန်မပြေနိုင်ခင်မှာပဲအာနာကကွန်ပျူတာကိုကြည့်ပြီးရှင်းထပ်ရှုံးပြန်ပြီးအခွင့်အရေးမရှိတော့ဘူးလို့စနော့ပြီးပြောလိုက်ပါတယ်ပြီးတော့ပေါ့ပေါ့ပါပါ post လေးတစ်ခုပေးပြီးဘာကိုမှဂယုမဆိုင်တဲ့ပုံစံနဲ့ရှောက်ထွက်သွားပါတော့တယ်ဒါပေမဲ့အာနာအင်ရှိဝါရောက်တဲ့အခါအပြင်မှာစောင့်နေတဲ့အလန်းကိုတွေ့လိုက်ရပါတယ်အချိန်နောက်ကျနေပြီဖြစ်ပေမဲ့လည်းသူမဟာသူနဲ့အတူလမ်းလျှောက်ဖို့သဘောတူလိုက်ပြီးအရင်တစ်ခေါက်ချင်းဆိုမှုလွဲချော်ခဲ့တာကိုတောင်းပန်လိုက်ပါတယ်အလန်းကတော့စိတ်ရင်းနဲ့ပဲကျွန်တော်တကယ်ပဲစိတ်မရှိပါဘူးအဲ့ဒီ Mid Autumn Festival တုန်းကဈေးရုံမှာကျွန်တော်တို့တူတူရှိခဲ့ကြတာလေဝစ်စုံဖြူလေးနဲ့မင်းရဲ့ပုံရိပ်ကကျွန်တော်မျက်စိထဲမှာအခုထိထင်ရှားနေတော့ပဲလို့ပြောလိုက်ပါတယ်အာနာကရဲမောပြီးဒါကအလုံးတဘောပဲလေအဲ့ဒီလောက်ကြီးလဲချီးမွမ်းမနေပါနဲ့ရှင်လိုအတိုင်းဝေးမျိုးနဲ့ဆိုရင်ရှင်ဘဲနာမှာမိန်းကလေးတွေအများကြီးရှိမှာပါလို့ပြန်ပြောလိုက်ပါတယ်အလန်ကတော့သူမကိုမယိမ့်မယိုင်ပဲစိတ်ကြည့်ရင်ဒါပေမဲ့ကျွန်တော်ကမင်းကိုပဲသဘောကျတာလို့နူးညွန့်ညွန့်ပြောလိုက်ပါတယ်အာနာကလည်းရိုးရိုးသားသားပဲကျမအခုတလောအလုပ်တွေအများများနေတယ်အခုကကျမရဲ့အသမွေးဝမ်းကြောင်းအတွက်အရာအရေးကြီးတဲ့အချိန်ပဲအခြေရေးကြောင့်အာယုံနောက်မခံချင်သေးဘူးလို့ဝန်ခံလိုက်ပါတယ်အလန်ကချက်ချင်းပဲစိတ်မပူပါနဲ့ကျွန်တော်မင်းကိုအနှုတ်ဆက်မဖြစ်စေရပါဘူးလို့စိတ်ချအောင်ပြောလိုက်ပါတယ်နောက်တစ်နေ့ညနေအလုပ်ဆင်းချိန်မှာတော့ကျက်ဟာအာနာရဲ့ကားချဲကိုအတင်းဝင်ထိုင်လိုက်ပါတယ်အာနာကတော့သူကားထပ်ပြက်ပြန်ပြီးလို့ပဲထင်နေတာပါဒါပေမဲ့ကျက်ကအကြောင်းပြချက်ပေးလိုက်ပါတယ်မင်းအစ်စ်ကငါ့ကိုထမင်းဖိတ်ကျွေးလို့ပြီးတော့ငါတော့အပတ်ခရီးထွက်ရမှာဆိုတော့ဖိုင်အချို့ဘလို့ဖြစ်နေပြီလဲဆိုတာမင်းအိမ်မှာဝင်စစ်ချင်လို့ပြောလိုက်ပါတယ်အာနာကမျက်မှောင်ကျုပ်ပြီးဘာလို့ကျမအိမ်မှာလာစစ်ရမှာလဲလို့နားမလည်နိုင်စွာမေးလိုက်ပါတယ်အိမ်ထဲကိုခြေချလိုက်တဲ့အခိုက်အတန့်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးအေးခဲသွားပါတော့တယ်အဲဒီမှာအလန်လဲရှိနေတာပါပေါ့ပေါ့ပါပါရှိနေခဲ့တဲ့အချိန်လေးဟာချက်ချင်းဆိုသလိုပဲစစ်တလင်းတစ်ခုအလားပြောင်းလဲသွားပါတော့တယ်